မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဂျပန်နိုင်ငံရဲ့ရှေးအကျဆုံးနဲ့အလှပဆုံးရိုးရာပုံမြင်တစ်ခုဖြစ်တဲ့အလာမင်းသမီးလေးကဂူရာဟီမေရဲ့အကြောင်းကိုပြောပြသွားပါမယ်ဒီဇလန်ဟာစမ်းကြယ်မှုတွေနဲ့ပြည့်နှက်နေတယ်လို့နောက်ဆုံးမှာတော့ရင်းနှင်းစရာခွဲခွာခြင်းနဲ့အဆုံးသတ်ထားတဲ့ဇလန်လေးတစ်ပုဒ်ဖြစ်ပါတယ်ဟိုရှိတုန်းကပေါ့ဂျပန်နိုင်ငံရဲ့ဝါတော်ကြီးတစ်ခုအနီးမှာဝါခုတ်ပြီးအသက်မွေးတဲ့အဖိုးတယောက်ရှိပါတယ်တနေ့မှာတော့ထူးထူးခြားခြားဝါတော်တဲ့ကဝါပင်တပင်ဟာအရင်ကနေပြီးရွှေရောင်လင်းတန်းတွေတောက်ပနေတာကိုအဖိုးအိုတွေ့လိုက်ရတယ်။အဖိုးအိုကအံ့ဩတုန်လှုပ်ပြီးအဲ့ဒီဝါပင်ကိုဂယုတစိုက်ခုတ်လိုက်တဲ့အခါဝါစစ်ထဲမှာလက်တဝါစာလောက်ပဲရှိတဲ့အလွန်လှပတဲ့မိန်းကလေးငယ်လေးတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရပါတယ်။အဖိုးအိုနဲ့အဖွားအိုတို့ဟာသားသမီးမရှိတာကြောင့်ဒါဟာနတ်ဖျားတွေကပေးတဲ့လက်ဆောင်လို့ယုံကြည်ပြီးကဂူရာဟီမေလို့အမည်ပေးကသမီးရင်းလေးလို့ပြုစုပြောထောင်ခဲ့ကြပါတယ်။ထူးဆန်းတာကတော့အဲ့ဒီနေ့ကစပြီးအဖိုးအိုဝါခုတ်တိုင်းဝါစစ်တွေထဲမှာရွှေတင်ကားတွေကိုအမြဲတွေ့ရပါတော့တယ်အဖိုးအိုတို့ဇနီးမောင်နှံဟာလည်းရုတ်တရက်ချမ်းသာလာသလိုကဂူရာဟီမေလေးဟာလည်းရက်ပိုင်းတွင်းမှာပဲလူသားတွေထက်ပိုမိုလှပတဲ့အမျိုးသမီးပြိုလေးဖြစ်အံ့ဩဖွယ်ကြီးပြင်းလာခဲ့ပါတော့တယ်ဂူရာဟီမေရဲ့အလှတဲ့ဟာတပြည်လုံးကိုနာမည်ကြီးသွားပါတယ်သူမရဲ့အလှကိုတစ်ချက်လောက်မြင်ဘူးကျင်ကြတဲ့သူတွေလက်ထက်ချင်ကြတဲ့သူတွေဝိုင်းဝိုင်းလည်နေတာပေါ့အဲ့ဒီထဲမှာဂုံတရေရှိတဲ့မင်းကြီးမင်းသားငါပါဟာသူမကိုလက်ထက်ခွင့်တောင်းဖို့ရောက်လာကြပါတယ်ဒါပေမဲ့ကဂူရာဟီမေဟာဘသူကိုမှလက်မထက်ချင်တာကြောင့်မဖြစ်နိုင်တဲ့ခက်ခဲလွန်းတဲ့စံတက်မှု၅ခုကိုပေးလိုက်ပါတယ်ပထမမင်းသားကိုမြတ်စွာဘုရားရဲ့ကြောက်တပိတ်ဒုတိယမင်းသားကိုရွှေပင်ငွေပင်ကပလဲသီးတတိယမင်းသားကိုမိမလောင်နိုင်တဲ့ကျွတ်ဖြူသားရဲ့စတုထမင်းသားကိုငကားရဲ့ဦးကောင်းကယတနာနဲ့ပြစ္စမမင်းသားကိုတော့ငှက်မလေးရဲ့ကိုဝင်ဆောင်ကြောက်ကိုရှာခိုင်းလိုက်ပါတယ်မင်းသားတွေဟာအတုတွေနဲ့လှည့်စားဖို့ကြိုးစားကြတယ်တချို့လဲခီးလန်းမှာဒုက္ခရောက်ကုန်ကြတယ်နောက်ဆုံးမှာတယောက်မှအောင်မြင်မှုမရခဲ့ကြပါဘူးဂျပန်ဧကရစ်မင်းမြတ်ကိုယ်တိုင်လက်ထက်ခွင့်တောင်းတဲ့အခါမှာလဲကဂူရာဟီမေကအကျမဟာဒီကဘာကလူသားမဟုတ်လို့လက်ထက်လို့မရပါဘူးလို့ယဉ်ကျေးစွာညှင်းပယ်ခဲ့ပါတယ်ခင်ဗျာအချိန်တွေကုန်လွန်သွားပြီးတနေ့မှာတော့ကဂူရာဟီမေဟာလာပညာတွေရောက်တိုင်းလာမင်းကြီးကိုကြည့်ပြီးဝမ်းနဲ့ပက်လက်ငိုကြွေးနေတတ်ပါတယ်နောက်ဆုံးမှာတော့သူမကအဖိုးအိုနဲ့အဖွားအိုကိုအမှန်တိုင်းဖွင့်ပြောလိုက်ပါတယ်ကျမဟာလက်ကဘာကလာတဲ့သူပါအခုကျမကိုလက်ကဘာကစစ်တီတွေလာခေါ်တော့မှမို့ပြန်ရတော့မယ်တဲ့အဖိုးအိုနဲ့ဧကရစ်မင်းတို့ဟာသူမကိုမလွတ်ချင်တာကြောင့်စစ်တီတော်ထောင်ပေါင်းများစွာနဲ့အိမ်ကိုဝန်းရံစောင့်ကြပ်ခဲ့ကြပါတယ်ဒါပေမဲ့လာပညာရောက်တဲ့အခါကောင်းကင်ယံကနေတောက်ပတဲ့အလင်းတန်းတွေဆင့်တက်လာပြီးလူသားစစ်တီတွေဟာအံ့ဩစရာကောင်းလောက်အောင်မလှုပ်ရှားနိုင်တော့ဘဲဖြစ်သွားကြပါတယ်လက်ကဘာကနတ်စစ်တီတွေဟာကဂူရာဟီမေကိုမေးလျှော့ခြင်းဝေယုံခြုံပေးလိုက်ပါတယ်အဲ့ဒီဝေယုံကိုခြုံလိုက်တာနဲ့သူမဟာလူပြည်ကတန်ရောစင်တွေအမတ်တရတွေအားလုံးကိုမေ့သွားပြီးလှပတဲ့မြင်းရထားကြီးနဲ့အတူလက်ကဘာစီကိုပြန်တက်သွားပါတော့တယ်အဖိုးအိုနဲ့အဖွားအိုတို့ဟာဝမ်းနည်းစွာကြံရိတ်ခဲ့ရသလိုဧကရစ်မင်းမြတ်ဟာလည်းသူမထားခဲ့တဲ့အသက်ရှည်ဆေးကိုကဂူရာဟီမေမရှိတဲ့ကဘာမှာအသက်မရှိကျင်တော့တာကြောင့်ဖူဂျီတောင်ထိပ်ပေါ်မှာမီးရှို့ဖျက်ဆီးလိုက်ပါတော့တယ်အဲ့ဒီကစပြီးဖူဂျီတောင်ပေါ်မှာအမြဲတမ်းမီးခိုးတွေထွက်နေရတာဖြစ်တယ်လို့လည်းဆိုကြပါတယ်ခင်ဗျာဒါကတော့ဝါပင်တွေကမွေးဖွားလာခဲ့တဲ့လာမင်းသမီးလေးကဂူရာဟီမေရဲ့ဝမ်းနည်းစရာဇက်သိန်းလေးပဲဖြစ်ပါတယ်အကယ်၍တင်တာဧကရစ်မင်းနေရာမှာဆိုရင်ရောချစ်ရသူမရှိတော့တဲ့ကဘာမှာအသက်ရှည်ဆေးကိုတောက်မလားဒါမှမဟုတ်မီးရှို့ဖျက်ဆီးပစ်မလားဆိုတာခမက်မှာပြောခဲ့ပေးပါဦးဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကဘာတဝမ်းကရိုးရာပုံမြင်တွေကိုဆက်လက်နားဆင်ကြရင်တော့ကျွန်တော်ရဲ့ Story မောင်ပုံမြင် channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်ပုံမြင်အသစ်တွေမှာပြန်ဆောင်ကြပါမယ်အားလုံးပဲကောင်းသောညလေးဖြစ်ပါစေခင်ဗျာ